ချမ်းသာကြွယ်ဝတဲ့မိသားစုကအမွေဆက်ခံသူတထေးသမီးဆိုပေမယ့်ငွေသုံးစွဲခွင့်မရတဲ့အခြေအနေကိုပြောလာတဲ့ကြီးပရိသတ်များအလုံးမင်္ဂလာပါရှင် Famous Daily News ကနေပြန်လေးကြိုဆိုလိုက်ပါတယ်မိဘကကြီးကြီးတဲ့ချမ်းသာကြွယ်ဝတဲ့တထေးတွေဆိုပေမယ့်ငွေကြေးတွေကိုစိတ်တိုင်းကျသုံးစွဲခွင့်မရပဲတနေ့လုံးမှတနေ့စားရတဲ့ဘဝကိုရောက်နေကြောင်းပြောလာတာကတော့ရွှေနန်းတော်ရွှေဆိုင်ရဲ့အမွေဆက်ခံသူတဦးတည်းသောသမီးလေးကြီးပါကြီးဟာမြန်မာနိုင်ငံရဲ့ထိပ်တန်းနာမည်ကြီးရွှေဆိုင်ကြီးတစ်ဆိုင်ဖြစ်တဲ့ရွှေနန်းတော်ရွှေဆိုင်ရဲ့တထေးသမီးဖြစ်ပါတယ်ဒါအပြင်ထိပ်တန်းနာမည်ကြီးအဆိုတော်ရုပ်ရှင်တရုပ်ဆောင်ထွန်းအင်ဒရာဘိုရဲ့တူမလေးဖြစ်ပါတယ်ကြီးကဒီလိုမျိုးချမ်းသာကြွယ်ဝတဲ့မိသားစုမှာမွေးဖွားလာတဲ့တဦးတည်းသောသမီးလေးရွှေပေါ်များတင်ပြီးတော့ကြီးပြင်းလာခဲ့ရလဲဖြစ်ပါတယ်ဒါကြောင့်ကြီးဟာနိုင်ငံသားမှာလည်းပညာသင်ကြားပြီးတော့တကယ်ကိုမြန်မာနိုင်ငံရဲ့ထိပ်တန်းတထေးသမီးအဖြစ်အများကသတ်မှတ်ထားကြပါတယ်ဒါပေမဲ့လည်းအန်ဩစရာကောင်းလောက်အောင်ကြီးဟာတထေးသမီးအဆောင်အယောင်နဲ့မနေပဲဘဝကိုရိုးသားအေးဆေးစွာနဲ့ဖြတ်သန်းနေရမှာတခြားသောတထေးသမီးတွေဆိုရင်ရည်စားတွေအများကြီးထား shopping ထွက်နိုင်ငံခြားခရီးစဉ်တွေသွားပြီးတော့ချမ်းသာကြွယ်ဝတဲ့ဘဝကိုပိုင်ဆိုင်ပြီးတော့ခံစားကြမှာအမှန်ပါပဲဒါပေမဲ့လည်းကြီးကတော့ဒီလိုမျိုးမနေပါဘူးကြီးဟာငွေကြေးကြီးကြီးတဲ့ချမ်းသာကြွယ်ဝပေမဲ့ဘဝကိုအေးချမ်းတည်ငြိမ်စွာနဲ့ဖြတ်သန်းနေရပါကြီးဟာမိဘတွေရဲ့ငွေကြေးဥစ္စာစည်းစိမ်တွေကိုတပြားမှမသုံးပါဘူးကြီးကမိဘချမ်းသာတာကသူချမ်းသာတာမဟုတ်ကြောင်းတတ်နိုင်သမျှသူ့ရဲ့ငွေကြေးချမ်းသာမှုနဲ့သာသုံးစွဲခဲ့ပါတယ်အထူးသဖြင့်မိဘရဲ့ချမ်းသာကြွယ်ဝမှုတွေကိုလုံးဝမသုံးမဲနေရပါကြီးဟာပတ်စံလိုချင်ရင်တောင်မိဘတွေပိုင်ဆိုင်တဲ့ရွှေနန်းတော်ဆိုင်မှာလာစာယူပြီးတော့ပြန်လဲအလုပ်ဝင်လုပ်နေခဲ့ရပါဒါအပြင်ကြီးဟာသူမကတထေးသမီးဆိုပြီးတော့ရှိုးနဲ့စမိုးနဲ့လာတာပါတာမိဘပတ်စံသုံးဖြုံးကလှလှပပမနေတတ်ပဲဘဝကိုရိုးရှင်းစွာနဲ့ဖြတ်တန်းခြင်းတယ်လို့ပြောခဲ့ပူပါတယ်ဒါကြောင့်ကြီးကတော့သူရရှိထားတဲ့ဘဝနဲ့သူရနေတဲ့ဘဝနဲ့ထပ်တူမကြဘူးလို့ပြောပါတယ်တကယ်ဆိုရင်ကြီးအနေနဲ့မိဘပတ်စံသုံးဖြုံးကစိန်ခံလို့ရပါတယ်ဒါပေမဲ့လိပ်ပြမလုံးဘူးလို့ပြောခဲ့ရပါအထူးသဖြင့်တော့ကြီးကကိုယ့်ရဲ့ပတ်စံကိုရှာသုံးကိုဘဝကိုပွားပွားလွတ်လပ်စွာနဲ့ဖြတ်တန်းရင်းနဲ့မိဘပတ်စံတွေကိုထိုင်သုံးနေရတဲ့ကိုကမိဘကိုလှုပ်ကြွေးကျင်တာလို့ပြောပြခဲ့ပူပါတယ်ဒါကြောင့်လည်းပရိသတ်တွေကတော့တထေးသမီးလေးဖြစ်ပေမယ့်ဘဝကိုပေါ်ပါစွာမနေပဲမိဘပေါ်မှာတိတက်လိမ့်မှလို့နဲ့ကြီးကိုလေးစားချီးကျူးနေကြပါတယ်ကြီးဟာပရိသတ်အသင်းအဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ပြီးခဲ့တဲ့ကိုဗစ်ကာလတွေမှာလည်းလူနာတွေကိုတည်ယူပို့ဆောင်တာဆုံးပါကွယ်လွန်သွားတဲ့လူနာတွေကိုတည်ယူပို့ဆောင်တာတွေလုပ်ခဲ့ပါတယ်ပြီးခဲ့တဲ့ကာလတုန်းကငလင်ဘေးမှာလည်းကြီးကနေပြီးတော့ကပြိုကျပျက်စီးသွားတဲ့အဆောက်အဦတွေကနေရုပ်အလောင်းတွေကိုထုတ်ယူပေးခဲ့ပါတယ်ကြီးဟာသူမကိုယ်တိုင်အဆောက်အဦပြက်တွေကြားထဲဝင်ပြီးတော့လှုပ်ဆောင်ခဲ့ရပါငလင်ဖြစ်ပြီး2ရက်လောက်ထိတော့အသက်ရှင်လျက်ပိတ်မိနေတဲ့လူတွေကိုကယ်တင်နိုင်ခဲ့ပေမယ့်နောက်ပိုင်းမှာတော့ dead body တွေအလောင်းတွေကိုဒါဆွဲထုတ်ခဲ့ရတာဖြစ်ပါတယ်။ရွှေနန်းတော်ရဲ့သမီးလေးကြီးကကြံရစ်တဲ့မိသားစုတွေဖြစ်စေခြင်းတဲ့အတိုင်းငလင်ဘေးမှာဆုံးပါသွားတဲ့ dead body တွေကိုမိသင်းကြိုပြီးစီးတဲ့အထိမိန်းကလေးတံမဲနဲ့မြင့်မြတ်တဲ့ပရာဟိတစိတ်ဓာတ်နဲ့လှုပ်ဆောင်ခဲ့ပါတယ်။ကြီးဟာတထေးသမီးဘွားနဲ့နေလို့ရပေမဲ့လည်းလောကအကျိုးကိုတည်ပိုးနေရပါတကယ်တော့ကြီးကမိန်းကလေးတစ်ယောက်ဖြစ်လို့သူမရဲ့မလားပါတဲ့အစိတ်ပိုင်းတွေကိုခွဲစိတ်ပြုပြင်ခြင်းခဲ့ပါတယ်။ဒါမဲ့လည်းမိဘပတ်စံကိုမသုံးချင်မင်းနဲ့ကိုယ်တိုင်ချမ်းသာမှလုပ်မယ်လို့ရည်စူးထားတာပါ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမိဘကချမ်းသာပေမဲ့တိတ်သက်လိမ္မာလွန်းတူကြီးအပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါဦးရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။